အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်SMT Soccer ဖြစ်ပါတယ်ဒီနေ့စနေညမှာရှင်ပြန်ကြသားကြမဲ့တလက်ဝေါကပ်ပွဲစဉ်တွေထဲမှာကျွန်တော်အင်တာမီလန်နဲ့ URL ဒိုင်မွန်ပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးခြင်းပါတယ်ဒီနေ့စနေညမှာတော့ကျွန်တော်မန်ပါပက်ကစ်အစ်စ်ပြန်စပါပြီကျွန်တော်ရှစ်တစ်ပတ်9ရက်တစ်ပတ်စာမန်ပါပက်ကစ်မှာလည်းအပေါင်းပြပြီးတော့အဆင်ပြေထားပါတယ်ဒါကြောင့်မို့ဒီနေ့21ရက်စနေနေ့ကနေပြီးတော့29ရက်နေ့တောက်ကြနေ့ထိ9ရက်တစ်ပတ်စာကို3000ကျပ်နဲ့မန်ပါဝင်လို့ရပါပြီဗျာကျွန်တော်ရဲ့မန်ပါပက်ကစ်တွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်303ညကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာဒီနေ့21ရက်နေပြီးတော့29ရက်နေ့ထိကို3000ကျပ်သာကျပ်တင်မှာဖြစ်ပြီးတော့ဒီနေ့တရက်စာပဲဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာကို9000ကျပ်သာကျပ်တင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဒီနေ့ပွဲစဉ်မှာအင်တာမီလန်က URL ဒိုင်မွန်ကိုတစ်လုံး60ရှုံးကိုပေါင်းသေး3လုံး30သားတွေကိုဖွင့်လှစ်ပေးထားပါတယ်ဒီအုပ်စုမှာအင်တာမီလန်ကရှေ့ပွဲစဉ်မှာမွန်တာတွေကိုတေချခဲ့တာကြောင့်ဒီအုပ်စုကနေပြီးတော့နောက်တစ်ဆင့်တက်ချင်နေဆိုရင်အင်တာမီလန်ကအခုပွဲစဉ်မှာ URL ဒိုင်မွန်ကိုအနိုင်ကစားထားနိုင်မှရမှာပါ။ဘာကြောင့်လဲဆိုတော့ round 3ပွဲစဉ်ကအင်တာမီလန်က River Plate နဲ့တွေ့ဆုံနေရကြောင်းအင်တာမီလန်အနေနဲ့ River Plate နဲ့ပွဲစဉ်ကပွဲကျက်နေတယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ဒါကြောင့်မို့အင်တာအနေနဲ့ဒီအုပ်စုကနေတက်ချင်နေဆိုရင်တော့အခုပွဲစဉ်မှာဂျပန်ကိုသားပြုအသင်းဖြစ်တဲ့ဂျပန်ကိုသားပြုအသင်းတစ်သင်းဖြစ်တဲ့ URL ဒိုင်မွန်အနိုင်ကစားထားနိုင်မှရမယ့်အခြေအနေပါ URL ဒိုင်မွန်ကကျွန်တော်ရှစ်ပွဲစဉ်မှာ Republic ကိုတော့3-1နဲ့ဆိုတဲ့ရလဒ်နဲ့ရှုံးထားခဲ့တာကြောင့်အခုပွဲစဉ်မှာအင်တာမီလန်အနေနဲ့ URL ဒိုင်မွန်ကို2ဂိုးမပြတ်နိုင်တဲ့အကြောင်းမရှိဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်အခုအင်တာမီလန်ရဲ့လက်ရှိပေးထားတဲ့ဈေးတစ်လုံး60ရှုံးကဈေးပြော့နေပါတယ်ဒီဈေးပြော့နေရတဲ့အကြောင်းရင်းကလည်းရှေ့ရက်တွေမှာအသင်းကြီးတွေခြေချော်ထားခဲ့တာကြောင့်ဒီနေ့ပွဲစဉ်တွေမှာအသင်းကြီးတွေကိုကစားမဲ့ထိုးသားတွေကိုတဝေသွားအောင်လို့ဘူကီတွေပိတ်ထားတဲ့ဈေးလို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်အင်တာမီလန်ဘော်ဒီကိုပဲကြိုက်တက်ပါတယ်အင်တာမီလန်နဲ့အနိုင်ရကိုရရတဲ့ပွဲစဉ်မှာ URL ဒိုင်မွန်လို့အသင်းကိုနှစ်ဂိုးမပြစ်နိုင်တဲ့အကြောင်းမရှိဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်ဒါကြောင့်ကျွန်တော်အင်တာမီလန်ဘော်ဒီကိုပဲကြိုက်နေတတ်ပါတယ်အင်တာမီလန်နဲ့ URL ဒိုင်မွန်ပွဲစဉ်မှာကျွန်တော်အင်တာမီလန်ဘော်ဒီကိုပဲရွေးချယ်ပေးခြင်းပါတယ်ဒီနေ့စနေညမှာတော့ပွဲစဉ်၄ပွဲရှိရတဲ့နေရာမှာကျွန်တော်မန်ပါ3ပွဲထိထွက်ပါတယ်ကျွန်တော်ရဲ့မန်ပါ3ပွဲရွေးချယ်မှုကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာကို9000ကျပ်နဲ့ဝယ်ယူလို့ရပါပြီဗျာဒီနေ့21ရက်နေ့ကနေပြီးတော့29ရက်နေ့ထိ9ရက်တစ်ပတ်စာမန်ပါပက်ကစ်ကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့9ရက်တစ်ပတ်စာကို3000ကျပ်နဲ့ဝယ်ယူလို့ရပါပြီဗျာဒါကြောင့်မို့စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969888ခွန်303ညကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာအားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်